အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Star Wars ဇာတ်လမ်းတွဲတွေထဲကပရိသတ်တွေအားလုံးချစ်ကြတဲ့ Jedi Master ကြီး Yoda ရဲ့အကြောင်းကိုပြောပြပေးသွားမှာပါအရပ်ပပုအသားစိမ့်စိမ့်နဲ့နားရွက်ကာပုံစံရှိတဲ့ Master Yoda ဟာရုပ်ရည်နဲ့မလိုက်အောင်အလွန်စွမ်းအားကြီးမားတဲ့သူတူပါသူဟာနှစ်ပေါင်း900နီးပါအသက်ရှင်နေထိုင်ခဲ့ပြီးအဲ့ဒီအချိန်ကာလတစ်လျှောက်လုံးမှာ Jedi မျိုးဆက်ပေါင်းများစွာကိုလေ့ကျင့်သင်ကြားပေးခဲ့တဲ့ဆရာကစုလည်းဖြစ်ပါတယ်။သူ့ရဲ့ထူးခြားချက်ကတော့စကားပြောတဲ့အခါမှာကန်ဤအကျိုးကိုရှေ့ဆုံးကထားပြီးပြောင်းပြန်ပြောတတ်တဲ့အကျင့်လေးပဲဖြစ်ပါတယ်။ Galactic Republic ခေတ်ကြီးမှာဆိုရင် Master Yoda ဟာ Jedi High Council ရဲ့အကြီးအကဲ Grand Master အထက်တာဝန်ယူခဲ့ပါတယ်။သူဟာအာကာသစွမ်းအင်ဖြစ်တဲ့ The Force ရဲ့အလင်းဖက်ချမ်းကိုကိုးစားပြုတဲ့အမြင့်ဆုံးစံပြပုဂ္ဂိုလ်တူပါ။ဒါပေမဲ့ Order 66လို့ခေါ်တဲ့အမိန့်ဆိုးကြီးကြောင့် Jedi တဲ့အမြောက်အများအသက်ခံရချိန်မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။ Master Yoda ဟာ Empire ရှင် Darth Sidious နဲ့တိုက်ခိုက်ရမှာအရေးနှင်းခဲ့ပြီးနောက် Dagobah ဆိုတဲ့စိတ်မြေတော်ဂျိုမှာတိတ်တဆိတ်ပုံအောင်နေထိုင်ခဲ့ရပါတယ်။အဲ့ဒီနောက်နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့မျော်လင့်ချက်ရောင်ကြီးတစ်ခုအဖြစ် Luke Skywalker ဆိုတဲ့လူငယ်လေးရောက်လာခဲ့ပါတယ်။ Master Yoda ဟာ Luke ကိုနောက်ဆုံးJediတူးချစ်လာအောင်ခက်ခဲလေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ဒီလိုသင်ကြားပေးနေရင်နဲ့သူပြောခဲ့တဲ့အကြော်ကြားဆုံးစကားတစ်ခုကတော့လုပ်မယ်ဆိုလုပ်လိုက်ပါစမ်းလုပ်ကြည့်မယ်ဆိုတာမရှိဘူးဆိုတာပါပဲ။နောက်ဆုံးမှာတော့သူဟာအသက်60အရွယ်မှာငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့ပြီး The Force ကြီးနဲ့တသားတည်းဖြစ်သွားခဲ့ပါတယ်။ဒါကတော့ဉာဏ်ပညာကြီးမားလာရဲ့ Jedi Master Yoda ရဲ့အကြောင်းကိုအတူချုပ်ပြန်လည်မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။နောက်ထပ်ဘေးဆက်ကောင်တွေအကြောင်းသိကျင်သေးလဲဆိုတာ comment မှာရေးပေးခဲ့ပါအောင်။